လေအနေနဲ့လဲကျွန်တော်တို့ဒါဇုံထဲကိုရောက်နေပြီအနီးနားတွိုင်းမှာတော့ကျွန်တော်တို့ရဲ့မြန်မာအသင်းဖြစ်တဲ့ YG တွေရှိနေတယ်အဲ့တော့စိတ်ခွေးစီးအသင်း EA ဘာလုပ်မလဲတစ်ချက်တော့စောင့်ကြည့်ရမယ်ဒီကောင်တွေကိုကြောက်ရတယ်နော် EA ကောင်တွေတော့နည်းနည်းကြောက်ရတယ်โอเคမြတ်တာတွေကိုဝင်မရမယ်ဗျပါဝါးလားမသိဘူးအေးဘယ်ကောင်ပါဝါးလဲမသိဘူးငါပြောလို့တော့မဆုံးသေးဘူး EA ကောင်ဖင်လိုက်ဝါးပြီထင်တယ်ဒါကြီးတို့ရဲ့ဘယ်ကောင်ပါဝါးလဲမသိဘူးမာနတ်တယ်နော်ဟုတ်တယ်မာနတ်ထင်တာပဲစေးကလောက်နဲ့ရိုမီယိုစမိုင်းနာမည်ကိုကျွန်တော်မတ်မှာတွေ့လိုက်တယ်မာနတ်ပဲမတွေ့တာမာနတ်ပါသွားတာအေးအထွက်မှာကွာကားနဲ့ဝင်ရောက်ရင်ကောင်းနေချက်နေတာဒီကောင်လေးရှိုးနေတာကျွန်တော်ပြောတာစကားပြောလို့တော့မဆုံးသေးဘူးကွာနော်မာနတ်ကားနဲ့အထွက်မှာဒီကောင်လေးကားနဲ့ဖြတ်တိုက်ပြီးတော့ကြိတ်သွားတာနော်ဒီကောင်လေးစိုးကြီးကလာချောင်းနေတာဒီကောင်လေးကျွမ်းနေโอเคအားရောက်ကပ်ပြီးဘောင်ချညှိနေတာရောက်ရင်ရောက်ရင်အေးဟုတ်ပြီကောင်းနေရောက်ရင်အေးဟုတ်တယ်ရောက်ရင်တာကူရာပြန်တော့နော့သွားပြီဗျmy god oh my god okay နည်းနည်းလေးစောသေးတယ်ဗျအေးဖင်ရတဲ့ကောင်ဖင်ရတဲ့ကောင်လေးပြတ်သွားပြီအမလုံးဝစိတ်ကွေးစီလေးပြတ်သွားပြီသားကြီးတို့ငါလကိုးထဲမှာရောက်ပြတ်သွားပြီဖင်ရတောက်လျှောက်ပေါင်ကြလိုက်ကြီးရနော်ဟောအိုက်တန်းလေးပဲငြိမ်ကွာအိုက်တန်းလေးပဲ okay 8K သား road to tank come on တော့ပွဲတန်ဝါမြေလုံးနေတော့ရောက်ရှိလာခဲ့ပြီတကယ်လို့ဒီပွဲတာကျွန်တော်မြန်မာအသင်းကျွန်တော်တို့အမိရစုပ်ကင်နိုင်ခဲ့မယ်ဆိုရင်တော့ဖြင့်ထိတ်ဆုံးခုံတက်သွားဖို့ခွင့်ရင်ကျွန်တော်လက်ထဲမှာရှိရဗျနော်28မှတ် oh my god 28မှတ်ရနေပြီသားကြီးဒီတပွဲကိုထပ်ပြီးတော့တောင်းကန်ထားနိုင်ရဲ့လက်ရှိ PNWC Grand Final Day 1မှာထိတ်ဆုံးမြန်မာ flag ကြီးခုံတက်သွားမယ်နော်ဒီတပွဲကိုနည်းနည်းတောင်းတာမာနဲ့ okay Solas ထပ်ပြီးတော့နော်သွားခဲ့ပြန်ပြီးအဝေးမှာရှိနေခဲ့တာနီကေကိုတော့ကျွန်တော်တို့ YG player pressure ပေးနေခဲ့တယ်လို့ဒီ ground လေးမှာဟိုးနေခဲ့တဲ့ပြင်သစ်တင်းက player တွေပေကို player တွေကပါတောင်းလျှောက်ထိုင်းသင်းကိုတော့ PR တွေပေးနေခဲ့တယ် K point တွေတောင်းလျှောက်တက်နေတယ်ဗျ6မရသွားပြီနော် okay fine သားတို့ come on ကဲဖေစီကြီးနဲ့ road to tank YG လည်း chicken ထပ်စားလိုက်ဒါပေမဲ့ငါတို့ဒီနေ့မှာမြန်မာအသင်းကိုတော့ငါတို့ဒလုံးဝ respect တော့ပေးရမယ်ငါတို့ grand final ကြာမှာငါတို့မထင်မှတ်တာတွေလုံးပြနေကေတောင်းလျှောက်ရနေတယ်သားတို့ကေတောင်းလျှောက်ရနေ9မှတ်ဖြစ်သွားပြီသားတို့ come on တော့စောလိုက်ကာလာမှာ3သက်ပြခဲ့တယ်လို့ပဲဒီပွဲတော့ထပ်ပြီးတော့အကောင်းမလို့ reset ကောင်းလေးလှလှလေးရှာနိုင်ခဲ့ထိတ်ဆုံးမှာမြန်မာလန်တွေ့ရမယ် grand final မှာထိတ်ဆုံးမှာမြန်မာလန်တွေ့ရမယ်သားတို့ Romeo point ဒီပွဲ10မှတ်okay DR8 တဲ့ပဲ push လာခဲ့ပြီဒီဘက်ထဲမှာ YG မြန်မာအသင်းကောင်းတော့ defense လုပ်နိုင်မလား okay ရောက်ရင် okay နောက်ကလည်း pressure ပေးတယ်မာနဲ့နော်ဝါခဲ့ပြီနောက်ကနေ HE တွေတောင်းလျှောက် pressure ဖိပေးနေ DR8 တွေ YG ရှိတဲ့ဘက်ကိုတဲ့ပဲ push ဖို့ကြိုးလာနေတဲ့အချိန်မှာနောက်ကနေကျွန်တော်တို့ဒါ HE တွေ pressure ပေးခြင်းကိုခံနေရတယ် YG တွေကန်ကောင်းသွားတယ်ဗျာသိလား okay ပိုင်းနေတော့မဲ့တားကြီးတို့နော်တကယ်ချင်းတဲ့ချက်တဲ့ YG ရှိတဲ့ဘက်ကိုဟိုကောင်တွေဖိပြီးတိုးလာနော်မထူးဆက်ခင်းဖို့ကြိုးလာတာအဲ့အချိန်မှာနောက်ကနေ Asia လန်စပရီးတော့ဒစ်လေနေသလား YG တွေကောင်းတယ်ဒါဒီ position နဲ့နောက်မှာတော့ Indonesia တင်ပြတဲ့ကျွန်တော်တို့ဒါAE နဲ့ကတော့ YG တွေနဲ့ထိတ်တိုက်ပုတ်တိုက်မှုလေးတော့စတင်ပြီးတော့မြင်တွေ့ရတော့မယ် YG တွေဒီဘက်ထဲမှာတော့အကောင်းအမွန်တို့ defense လုပ်နိုင်မလား okay ချက်ကြည့်မယ်ချက်တော့ကြည့်ရမယ်ဇုံကတော့ကောင်းနေနော်အဓိကဇုံကောင်းနေဒီဘက်တွေလေးကိုနိုင်အဆင်ပြေမှာကွာဘုံလေးကကောင်းနေတယ်ရော Rosemary ကားနဲ့ထပ်ပြီးတိုးလာဖို့ကြိုးစားနေငယ်နောက်မှာတော့သွေးရတော်တော်လေးကိုင်းနေခဲ့ပြီးမိုအာနာအောက်ထပ်မှာတော့တယောက်တော့ရှိနေခဲ့တယ်စမိုင်းသွေးတော့ကျိုးနေခဲ့တယ်မာနဲ့နော်နေခဲ့ပြီးစေကလောက်ရှိနေတဲ့ဘက်ကိုတော့ okay Rosemary တက်ပြီးဖြတ်ဖို့တော့ကြိုးစားနေခဲ့တယ်ဒီကလောက်အစိတ်လေးတော့ထိုးနေခဲ့တယ်ဒိုဆိုင်လေးပဲဒီက YG ဇုံကောင်းပြီးတော့ကုံပေါင်းကောင်းလေးရထားတယ်ဗျ Indonesia player တွေဒီကုံပေါင်းကိုသဘောကျနေတယ်လုံးနေခဲ့တဲ့ player လေးမာနက်ကိုတော့ပြန်ပြီးတော့ survive တော့လုပ်ပေးနေခဲ့ okay စေကလောက်ဗတ်တယ်ကိုတော့အချိန်တော့ဆွဲပေးထားတယ်ဗျ။ Okay မာနက်ကိုတော့ပြန်ပြီးတော့ကယ်ပြီးသွားခဲ့ပြီ။မာနက်ပြန်တော့ထားလာခဲ့ပြီဗျ။တော့ Indonesia အသင်းဖြစ်တဲ့ AE player 4ယောက်နဲ့မြန်မာအသင်းဖြစ်တဲ့ YG player 4ယောက် 4vs 4ထိတိုက်တွေ့ဆုံမှုကတော့တော်တော်လေးကိုစိတ်လို့ရှားဖို့တော့ကောင်းနေခဲ့ပြီဗျ။ Rosemary သူရတော့ကိုင်းနေခဲ့ပြီ။ပြန်ပြီးတော့ Heesia ကတော့ first aid တော့မရှိဘူးဗျ။ Booster တော့အပြည့် boost ထားတယ်။သူရတော့ဖြစ်ဖြစ်ချင်းပဲတက်မယ်ဗျ။သူ့မှာ first aid လုံးဝမရှိဘူးဗျ။ Okay
ရှိမဲ့ bandage လေးကိုတော့စတင်ပြီးတော့ပတ်နေခဲ့တာဖြစ်ပါတယ်အဲ့တော့ YG ဒီကွန်ဘောကနေအကောင်းမွန်ဆုံးတော့ defend လို့ကြိုးစားနေခဲ့တယ်တက်လာခဲ့တဲ့ player လေးရဲ့ပြစ်ချက်တွေအောက်မှာတော့ Say Cloud အပါခေါ်ခံလိုက်ရပြီဖြစ်ပါတယ် Okay တော့ကြံရှိနေသေးတယ် player 3ယောက်အိုးစမိုင်းအပါခေါ်ကြီးလေအပါခေါ်ပဲ Okay တန်သွားပြီသားကြီး 4v4 battle ကနေ 3v3 Oh my god ကေအိုကျွန်တော်တို့ပွဲကြီးပရိသတ်လုံနေရနော်ဘေးနားမှာပွဲကြီးပရိသတ်လုံနေတယ်ထိုင်းသေးရတော့ငါတော့မြင်အောင်နေပြီနော်တာနီကေပွဲကြီးပရိသတ်လာလုံနေတယ်မင်းတို့ကောင်နေနော်အေးငါမပြောတော့ပါဘူးနော်ပွဲကြီးပရိသတ်လုံနေတယ်မင်းတို့ကောင်နေနော်အပြင်းအတိုင်းပဲOh my god 4v4 battle ကနေ 3v3 battle ဖြစ်သွားပြီဗျဇုံကလည်းကျင်းလာခဲ့ပြီတော့ဗတ်တယ်ကတော့ပြတ်တော့မပြတ်သေးဘူးဒီဗတ်တယ်ပြီးသွားရင်တော့ရောက်ရင်ထုံးတဲ့အတိုင်းပဲခွန်တိုင်းနေအီးတွေနော်ဖြာဝင်ခင်းဖို့တော့ကြိုတင်ပြင်ဆင်မှုလေးတွေကျွန်တော်တို့ဆင်းမှာတွင့်မြထားရတယ်အဲ့တော့အေးရောက်နားတယ်ရောက်ရင် Rosemary ရောက်ရင် Headshot ကြီးဝင်လာနော် damage က Okay စမိုင်းတာယာလေးပဲgrenade ဝင်လာတယ်နှစ်သင်းလုံးဆုံး pressure ရှိတယ်ငါတော့မြင်အောင်နေပြီကွာနှစ်သင်းလုံးဖြာခင်းတော့မယ်ဟိုကောင်တွေကြီးကို possession သေချာယူပြီးနေပြီဒီကောင်တွေခွေးကြံနေတာတားကြီးတို့ကြောင်နေဒီကောင်တွေခွေးကြံနေတာတားကြီးတို့ငါလကူထဲမှာvision တော့မြင်သွားပြီ position ပြောင်းဖို့လိုအပ်နေတဲ့ Rosemary Romeo Boy ရဲ့ position ကိုတည်သွားခဲ့တဲ့နောက်မှာ Romeo Boy ချက်ချင်းပဲပြောနေအတွင်းမှာပဲ Taniki AUG ပြစ်ချက်တွေအောက်မှာမာနဲ့တခါလေအပါခေါ်ခံလဲရပြီးတော့မထင်ပါဘူးကွာဒီကောင်တွေစောင်းရဲတာသနာဖြတ်ကွာ good တို့တော့ညာလဲကျွန်တော်တို့ဒါတိုင်ဝဲစောင်းနေတာဖြစ်တဲ့အတွက်ဘာမှတော့ပြောလို့မရဘူး easy ဟလား easy တော့ AE က player လည်းပြန်တော့နော့နေတယ်ဗျဗတ်တယ်ကတော့အရန်ကြာလို့တော့မကောင်း Romeo Boy တခါလေအပါခေါ်ပြီးထားတယ် fair တော့ဖြစ်တော့မယ် 4v4 ဗတ်တယ်ကနေ 3v3 ဗတ်တယ်ကနေ 2v2 ဖြစ်သွားပြီgranite ကန်ဝိုင် Romeo Boy ကန်ဝါတယ်ရော Okay ဒါတော့ highlight ပြနေတာဖြစ်ပါတယ်မိုင်း Romeo Boy နှစ်ယောက်ပဲကြံမယ်ဗျတော့ကေကိုနှစ်သင်းလုံးကတော့ battle တော့ထိန်းသိမ်းသိမ်းလေး battle ဆိုင်နေခဲ့တယ်နော်နေခဲ့တဲ့ player လေးတယောက်ကိုတော့တခါတည်းစမိုင်းအန်ပေးထားခဲ့နောက်မှာတော့ Taniki ဖြည်းဖြည်းချင်းတော့တိုးဝင်လာခဲ့ပြီကျွန်တော်အစောပိုင်းကာလမှာသုံးသက်ပြခဲ့သလိုပဲကျွန်တော်တို့အင်ဒိုနီးရှားအသင်းဖြစ်တဲ့ AE နဲ့ကျွန်တော်တို့မြန်မာအသင်းဖြစ်တဲ့ YG battle ဆိုင်တွေကြားထဲကတော့ကျွန်တော်တို့ထိုင်းအသင်းတွေရောက်လာခဲ့ပြီဗျ Okay စမိုင်းရှော့ပြီဗောဗျ Oh my god Okay တက်နေတာနော်တရောင်းသားလေးတွေတက်နေတာလှုပ်ဆန်းကွာအပါခေါ်ခဲ့တက်နေတာသားကြီးတို့တက်နေတာဒီကောင်းနေနော်ဒါမျိုးတက်တယ်လို့ပါဟုတ်လားကိုသားကြီးတို့အနေရောများတယ်ကွာ K point ကတော့တေချာသွားပြီ၄မှတ်ရသွားပြီစမိုင်းလုံးဝ 3k ရယူပိုင်ဆိုင်ပေးထားတယ်အဲ့တော့စမုတ်တွေဂျားထဲမှာတော့ကျွန်တော်တို့ဒါဒန်ငါထဲမှာကျွန်တော်တို့ဒါ E တွေဟိုးတော့ဟိုးနေတယ်အဲ့တော့အားရသူတို့ဘာသာသူတို့ကြီးနေတာ10 secret နဲ့ E နဲ့ဘောင်းချရှုပ်နေတာသူတို့ Okay YG တွေပွဲကြီး breather လုံးနေတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ HE တွေတိုးလာခဲ့ပြီအမိုင်းဟိုတိုင်းလေးနဲ့ပဲ Okay ရန်တဲ့အသင်းကတော့ eliminated ဖြစ်သွားပြီE အနေနဲ့ကတော့လက်ရှိချိန်ကောင်းလိုက်တာကွာ Romeo Boy စမုတ်ထဲမှာပဲကျွန်တော်တို့ separate တွေအောက်မှာတော့ Joker တော့သွားခဲ့တာဖြစ်ပါတယ်။တော့ဝိုင်းမှာကျွန်တော်တို့ဒါလုံးဝရည်ကြီးနေရဗျဒါ EA နဲ့တို့ဒါ10 secret နဲ့ battle sign နေတာ YG တွေ high ground နဲ့တောက်လျှောက်ကျွန်တော်တို့ granite တစ်လုံးကိုပစ်ထည့်ပေးတိုင်းနဲ့ pressure တွေပေးနေတယ်။သို့တော့များလဲဒါအရန်ထိတ်တိုက်ရင်ဆိုင်ဒါမျိုးတော့တို့မလုပ်သေးဘူး။ဇုံကတော့မကြခင်မှာကျင်းတော့မယ်။တို့မြန်မာအသင်းအနေနဲ့ကတော့ဇုံအဆက်လေးမှာဖြစ်ပါတယ်။ဇုံကတော့ကျွန်တော်တို့ no pressure ကတ်ပြီးတော့တိုးလို့ရတယ်။တခုပဲကိုအသင်းကိုရဲ့ဒါ area နီးနားတဝိုက်မှာတခြားအသင်းတွေရှိမရှိတော့တို့အရင်ဆုံးလိုက်လံပြီးတော့စစ်ဆေးဖို့တော့လိုအပ်နေတယ်ဗျ။ဇုံလေးရတယ်ကောင်းတယ်ကျွန်တော်အစောပိုင်းကာလမှာပြောခဲ့တယ်လို့ပဲတို့ဇုံအချင်းလေးဘက်ကိုတို့ရလာတာဗျဇုံအချင်းဘက်ကိုတို့ရလာတာ
ကဲ DRH တွေပြတ်သွားခဲ့ဖြစ်ပါပြောနေအတွင်းမှာပဲ HE Sleepy ရဲ့ပြစ်ချက်တွေအောက်မှာမော်မန်တော့ကန်လိုက်ရတယ်မော်မန်အပါခေါ်ကန်လိုက်ရပြီအသင်းတွေအားလုံးကတော့ကျွန်တော်တို့တော့တဖြည်းဖြည်းကျင်းလာခဲ့ပြီ State 5 လို့လုံမျိုးရောက်ရှိလာတဲ့အချိန်မှာတော့ဒါအသင်းတွေအားလုံးကတော့ဇုံအဆက်၄မှာပဲအကုန်လုံးကတော့ဒါကြိတ်မိပြီးတော့ပဲကျွန်တော်တို့ဒါ survive ဖြစ်ဖို့အတွက်ကိုစူးစမ်းပြီးတော့ရုန်းကန်နေတာဖြစ်ပါတယ် brother မတ်ကိုကြည့်လိုက်ပါအသင်းတွေအားလုံးကဇုံအဆက်တွေမှာပဲအကုန်လုံးပြုံခဲနေတာအဲ့တော့ဇုံကျင်းလာတဲ့အချိန်မှာအသင်းက17သိန်းကြံသေးတယ်ဒီအချိန်မှာ survival ဖြစ်ဖို့အတွက်ကဒါပြောတာလွယ်တာဗျခတ်တယ်ဗျ survival ဖြစ်အောင်နေဖို့ကလေတော်တော်လေးတော့ခတ်တယ်အပိကအဲ့လောက်ထိအရင်မလွတ်ဘူးအကုန်လုံးကိုစီကျွန်တော်တို့ဒါ position လေးယူထားပြီးသွားပြီအထူးသဖြင့်ဇုံအဆက်တွေမှာပဲအကုန်လုံးဖင်ခုထိုင်နေတာ YG ဆိုလဲကြည့်လိုက် EE ကြည့်လိုက်နှစ်သိန်းလုံးဇုံဆက်မှာတိုက်ကေအဝိုင်းလေးရဲ့အဆက်တွေမှာကြီးပဲအကုန်လုံးကရိုမီယိုတော့ဒါထိုင်းသိဖြစ်တဲ့ EE စီ6ထွက်6ပြစ်မှာနော်ရိုမီယိုအတာလောက်ပါညီရမ်းမလုံးနဲ့ရမ်းမလုံးနဲ့โอเคပြီးနဲ့ကျွန်တော်တို့ဒါဇုံကစတင်ပြီးတော့ကျင်းနေခဲ့ပြီးအဲ့နောက်မှာကျွန်တော်တို့ Sky ရဲ့ပြစ်ချက်တွေအောက်မှာတာနီကီနော်ဝါးခဲ့နောက်မှာ Romeo Boy ကီလီဖြတ်ကောက်ပြီးတော့ကြိုးစားနေခဲ့နောက်မှာစမိုင်းရဲ့ပြစ်ချက်တွေအောက်မှာ Joker နော်ဝါးခဲ့သလိုတာနီကီကကီလီဖြတ်ပြီးတော့ကောက်ထားခဲ့တယ် Open ဖြစ်နေခဲ့တဲ့ Sakura က Romeo Boy တခါရဲ့အပိုင်အမေးထားခဲ့နောက်မှာတော့ကျွန်တော်တို့အမှတ်လုံနေခဲ့တဲ့ရန်ကုန် Gladico ကျွန်တော်တို့ 1G Okay 129မှတ်တိုင်းတမတ်ပဲလို့ရတယ်တိုင်းတမတ်ပဲလို့ရတယ်128မှတ်ပြည့်နောက်ဘက်ကချစ်ကန်စားရဲ့ Champion ဖြစ်ပြီးဒါပဲโอเคလောကမှာငါ NS ပြတ်သွားပြီဗျကဲပွဲတန်မို့အမြင့်ဆုံးနေထားရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်ထုံးတဲ့အတိုင်းပဲကျွန်တော်တို့ရန်ကုန် Gladico မြန်မာအသင်းဖြစ်တဲ့ YG ကတော့ဒါ Grand Final မှာ Day 2ကတော့ကျွန်တော်တို့လုံးဝကန်ဆာတာချစ်ကန်ရမယ့်ကန်ဆာတာရှိရနော် Day 1တော့လည်း Round 2 Iran game မှာချစ်ကန်ရတယ် Day 2တော့လည်း Round 2 Iran game မှာချစ်ကန်ယူရတယ်အမှတ်20နီးပါးနဲ့အဲ့တော့ Day 3 Round 2 Iran game မှာထပ်ပြီးတော့ K1 အများကြီးနဲ့winner ချစ်ကန်တင်တာကိုရယူသိမ့်ပိုက်သွားမှာလားဆိုတာကတော့ကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်လို့ပြောချင်ပါတယ်ကျွန်တော်လည်းတူတူ YouTube မှာလာရောက်ကြည့်ရှုအားပေးနေတဲ့ baller တွေ 30k လား viewer 3000ရှိတယ်ဗျ Thank you so much ပါနော် Facebook မှာကျွန်တော်တို့ 4.5k good စင်ပြပါတယ်ကျေးဇူးတင်ပါတယ်အားပါပါနော်ပြီးမှပဲကျွန်တော်တို့ comment လေးဖတ်တော့မယ် Falcon Esport ပြင်သစ် Redot player 4ယောက်လို့ format live game point တော့9မှတ်ဗျသူတို့လည်း strong နဲ့စမိုင်းအနေနဲ့ကတော့ကျွန်တော်တို့ game point အများဆုံး sorry ကျွန်တော်တို့ game point အများဆုံး fan လာခဲ့တဲ့ player ကတော့စမိုင်းသူ့ရဲ့နောက်မှာ Moana okay 3မှတ်ဗျတော့အသင်းကတော့10သိန်းပဲကျန်တော့တယ်ဇုံကတော့တဖြည်းဖြည်းနဲ့ state 6ကိုရောက်လာခဲ့ပြီဇုံကျင်းဖို့အတွက်ကတော့စက္ကန့် okay စပြီးတော့ကျင်းပါပြီ okay စပြီးတော့ဇုံကျင်းပြီကျွန်တော်မြန်မာအသင်းဖြစ်တဲ့ YG အနေနဲ့ကတော့ဒါဇုံ pressure တော့မရှိဘူးဖြည်းဖြည်းချင်းပဲကျွန်တော်တို့ဇုံထဲကိုဖြည်းဖြည်းနဲ့မှန်မှန်လေးပုံမှန်လေးတိုးလို့ရတယ်သို့တော့ညာလဲသူတို့တိုးဝင်မဲ့ဇုံဝင်လမ်းကြောင်းမှာတော့နှောက်ယှက်နေတဲ့အသင်းတစ်သင်းကတော့ကျွန်တော်တို့ REG ဒိုရဂီအသင်းကိုတော့တွေ့မြထားရတယ် granite တစ်လုံးပြစ်ထက်ပေးလိုက်တဲ့နောက်မှာတော့ REG player လေးခုန်ဆင်းတာမြန်တော့မြန်တယ် APG ပြတ်သွားပြီသားကြီးတို့ APG မိုလီယာတွေပြတ်သွားပြီဒါငါတို့ရဲ့အခွင့်အရေးပဲကိုပြောတယ်သူများအသင်းတွေလိုက်ကြည့်ကြမလို့ကိုလို့ကိုပုံမှန်လုံးအေးဆေးဖြစ်သွားမယ်သားကြီးအဓိကကိုလို့ကိုပုံမှန်လုံးနိုင်ဖို့ရေးကြီးတယ်ဒါပဲ okay လက်ရှိမှာတော့ကျွန်တော်တို့ဒါအနီးကပ်ဆုံး pressure ပေးနေခဲ့တဲ့ APG မိုလီယာအသင်းကတော့မှောက်သွားပြီထိပ်ဆုံးအသင်း2 3 4 shot 2 shot 3 shot 4အကုန်မှောက် NSA APG အကုန်ပြုတ်အကုန်မှောက် okay အော် K-boy တမတ်ရရင်တော့အဆင်ပြေပြီသားကြီးတို့လက်ရှိမှာကျွန်တော် Falcon နဲ့ Pakistan နဲ့ထိပ်တိုက်တွေ့ဆုံမှုလေးတွေ့မြင်နေရတယ် Open ကြီးပဲဗျဘတ်တရီကလုံးဝမြန်မာလိုကြီးဒဲပြစ်နေတာ Pakistan တွေပြတ်သွားပြီ Falcon Esport ပြင်သစ်အသင်းဒါဒီပွဲမှာတော့သူတို့အနေနဲ့လည်းဒါ K-boy 17မှတ်တိတိကို fan လာနိုင်ခဲ့သူတို့ကဒါ on fire ဖြစ်နေရလို့တော့ပြောလို့ရတယ်အနီးနားတစ်ဝိုင်းမှာတော့ကျွန်တော်တို့ဒါနီဘောအသင်းဖြစ်တဲ့ HE နဲ့ကျွန်တော်တို့မြန်မာအသင်း YG ထိပ်တိုက်တွေ့ရောမှာလား position အတိအကျသိနေခဲ့တဲ့နောက်မှာငါရဲ့ grenade ကပုတ်စောတယ်တိုင်းငါရဲ့ grenade ကပုတ်စောတယ်ဖုံးတွေးတော့ကျိုးသွားပြီဗျနော်တော့မနော်ပါဘူးနောက်တဲ့ grenade တစ်လုံးထပ်ပြီးတော့လွတ်တင်ပေးလိုက်တယ်4စက္ကန့်3စက္ကန့်2စက္ကန့် Romeo Boy မနော်ဘူးလို့တော့ထင်တာပဲ okay မနော်ဘူးဗျအပြန်လန်ကျွန်တော်တို့ဒါ grenade ပစ်ကတ်မှုလေးမြင်တွေ့နေရဖြစ်ပါတယ်တယောက်နဲ့တယောက်ကကျွန်တော်တို့ position အတိအကျသိနေခဲ့တဲ့နောက်မှာတော့ကျွန်တော်တို့ဒါ gun တော့ကျွန်တော်မသုံးဘူး grenade လေးအပြန်လန်ပစ်ကတ်နေတယ် Romeo Boy သူရတော့လုံးနေခဲ့ပြီသို့တော့ညာလဲကျွန်တော်တို့ mana point slug ကိုတော့ကေးတော့ကောက်ပေးထားခဲ့သလိုတစ်ဖက်ကလည်း HE player လေးကိုလည်းနော်ပေးထားခဲ့တယ်အဲ့တော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံကိုစားပြုဖြစ်တဲ့ကျွန်တော်တို့ရန်ကုန် Gladico YG ဒီပွဲကတော့တော်တော်လေး result ကတော့ကောင်းနေခဲ့ပြီလို့ပြောလို့ရတယ်သို့တော့ညာလဲဘာမှမဆိုဖြစ်သွားနိုင်တဲ့ PUBG ဒီ game မှာ winner chicken dinner အစောပိုင်းကာလမှာကျွန်တော်သုံးသက်ပြခဲ့သလိုပဲ round 2 Iran game မှာ winner chicken dinner ကိုပေါ်ဆောင်သွားနိုင်မှာလားဆိုတော့ကတော့စောင့်ကြည့်ခြင်းစရာတော့ကောင်းနေခဲ့ပြီလက်ရှိမှာတော့အသင်းကတော့၄သင်းပဲကြံ့နေ YG WBG တော့ Power Esport Nippon HE
ပြောနေအတွင်းမှာပဲစေကလောက်ကာဝါနေပဲခုံပြောင်းတိုင်းနေပဲနိုဖီယောနော်ဘေးထားခဲ့တယ်လို့စကိုင်းပြစ်ချက်တွေအောက်မှာစမိုင်းကိုရတဲ့နော်နေခဲ့ပြီးအရှိပလေယာတယောက်ပဲကျန်တော့ခဲ့နောက်မှာစေကလောက်ကာဝါမှာပြစ်ချခံလိုက်ရနောက်မှာနော်သွားခဲ့ပြီးဖြစ်ပါတယ်လက်ရှိမှာတော့ YG ကပလေယာကြီးနော်နေခဲ့တယ်လို့ဒီဘောနိုင်ရဲ့ကိုစားပြုအသင်းဖြစ်တဲ့ HE ကပလေယာကြီးလည်းအတုံးရုံနော်နေခဲ့အနေထားမှာစကိုင်းတယောက်ပဲကျန်တော့တယ်ဒီဘက်တဲ့နိုင်ဝိုင်းကိုကေးဝဲအများကြီးထည့်ရပြီနော်ဒီဘက်တဲ့နိုင်ဝိုင်းကေးဝဲအများကြီးထည့်ရပြီနော်Oh my god overfeed ဖြစ်နေခဲ့နေတာမှာ reload ဆွဲနေတဲ့တားကြီးတို့မာနဲ့ကျွန်တော်စီကနေစတွင်းမှာပဲတကယ်ကို pressure ဖိပေးချင်းနောက်မှာတော့ HE ပြတ်သွားခဲ့ပြီ wow ဟောင်းတန်ဝိုင်းတားကြီးတို့okay ဝိုင်းတားကြီးနောက်ပွဲငါတို့ချစ်ကမ်းမယ်နောက်ပွဲချစ်ကမ်းမယ်လက်ရှိအချိန်ထိကျွန်တော်တို့ late game မှာ 4man life စေကလောက်တော့နော်နေတော့မယ်အဲ့တော့နော်နေက player လေးစေကလောက်ကိုပြန်ပြီးတော့ကယ်ပြီးတော့ဒါနည်းနည်းလေးတော့ခတ်တယ်ဗျအဲ့တော့စေကလောက်ကိုတော့ကျွန်တော်တို့အနေနဲ့လက်လွတ်သိရင်တော့လှုပ်ကလိမ့်မယ်ပလေယာ၄ယောက်မှာ2ယောက်နော်တယ်1ယောက်ကိုပြန်ရတယ်စေကလောက်နော်နေတဲ့နေရာကြီး open ကယ်ဖို့ခတ်တယ်အဲ့တော့ဒါ okay ဒီချိန်မှာတော့စေကလောက်ကိုလွှတ်ပေးလိုက်တော့ကယ်လို့မရတော့ဘူးပလေယာ3ယောက်နဲ့ပဲကျွန်တော်တို့စပ်ပြီးတော့လေကင်းကိုစပ်ပြီးဖော်ဆောင်မှရမယ်အဲ့တော့ WBG Premium Live တော့ခက်ခဲကြားထဲမှာတော့စမိုင်းစေကလောက်ရှိတဲ့ဘက်ကိုတော့ဒါတိုးနေတယ်သူတို့စေကလောက်ကိုတော့သူလက်မလွတ်ချင်သေးဘူးကယ်လို့ရတဲ့အခြေအနေဆိုရင်တော့ဒါရအောင်လို့စေပေးခြင်းတဲ့ပုံစံမျိုးတော့တွေ့မြင်နေရတဲ့ body language လေးတွေစမိုင်းဖြည်းဖြည်းချင်းတော့တိုးဝင်သွားပြီ okay အားနဲ့ alright ဖြစ်ချင်းကိုခံထားရတဲ့နောက်မှာတော့မာနဲ့ကာဘောကနေပဲဖုန်နဲ့ပြုတ်ကြသွားတဲ့နောက်မှာတော့ Romeo Point ချက်ချင်းပဲ bro line နဲ့ပဲတစ်ပစ်နောက်မှာတော့ကာဘာတော့ယူလာခဲ့တယ်တောက်လျှောက် aura ပြီးတော့ပြစ်နေခဲ့တယ်ဗျ okay အားလုံးမြင်တွေ့ရအတိုင်းပဲကျွန်တော်မြန်မာအသင်းက player တွေဖြစ်တဲ့ဟုတ်တာပလေယာတွေပေါ့နော်ဒါတယောက်ပြီးတယောက်နော်တယ်ဒါပေမဲ့ပြန်တော့ survive တော့လုပ်ပေးထားနိုင်တယ်ဗျ okay come on အာရ formal live ရောက်ရင်အဲ့ဆိုရင်ငါချစ်ခဲ့ရပြီတားကြီးတို့ grand final မှာနော် grand final မှာ round 2 Iran ငယ်ဆိုပုံမှန်ဖြစ်သွားပြီနော်တကယ်လို့သာဒီပွဲကိုငါတို့winner chicken dinner ယူနိုင်ခဲ့မယ်ဆိုရင် grand final 3ရက်လုံးမှာ round 2 Iran ငယ်ကငါတို့ chicken နေ့တိုင်းယူနိုင်သလိုဖြစ်သွားပြီနော်အော်ဒါပတိဝင်သွားပြီစေကတော့ no chance ကတော့များတယ်ဗျHE ချီနေတော့ကြည့်နေမာနဲ့ဇုံဆက်၄ကနေပဲပတ်ထားရင်းနေပဲကျွန်တော်တို့ဇုံထဲကိုတော့တိုးဝင်ဖို့တော့ကြိုးစားနေ WBG HE ရဲ့ပြည့်စက်အောက်မှာစေကလောက်ကတော့ပါသွားပြီ Romeo Boy မှာထပ်ပြီးတော့နော်သွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ last battle ဖြစ်ပါတယ်ဗျ last battle အနေထားမှာတော့ကျွန်တော်တို့တရုတ်သင်းဖြစ်တဲ့ WBG နဲ့မြန်မာသင်းဖြစ်တဲ့ YG ထိတ်တဲ့တော့တွေ့နေခဲ့ပြီ WBG player 3man live YG player 2ယောက်ဗျအဲ့တော့ position အနေထားအရကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဘက်က position တိတ်တော့မတာဘူး WBG ရဲ့ position ဖြန့်ထားတယ်ကာဘာရှိတယ်ကျွန်တော်တို့မြန်မာအသင်းရှိနေခဲ့တဲ့ position ကကျွန်တော်တို့ဒါတစ်ပင်လေးတွေပဲအားကိုးရမှာဗျအဲ့တော့ YG တွေစမုတ်တွေခင်းတိုင်းနေပဲကာဘာရှိမဲ့နေရာကိုတော့ကျွန်တော်တို့ဒါရအောင်လို့တော့တွားဖို့တော့ဖော်ဆောင်နေတယ်ကြိုးစားနေတယ်အဲ့တော့ 33Z မလွယ်ဘူးဗျအကုန်လုံးညှက်ပြစ်နေတာ okay 33Z ရဲ့ rotation ပြစ်မှုတွေအောက်မှာပဲ winner chicken dinner ကိုတော့ WBG တွေသိမ်းပိုက်သွားခဲ့ပြီဖြစ်ပါတယ်เนาะဘာပြော shut 2ဗျ